ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာเนาะ30ရက်17လ2025အင်္ဂါနေ့ညီကုံတို့လုံးမိုက်ပတ်တီးနဲ့မရောတဲ့ကွက်မျှဝေတင်ဝေးရင်းဖြစ်ပါတယ်ခင်ဗျာเนาะအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူရီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစားကနေအဆုံးထိတည်တည်ချာချာလေးပြီးဆုံးနိုင်အောင်ကြည့်ပေးပါเนาะကဲကျွန်တော်တို့เนาะ29ရက်17လ2025ဒီလာနေ့နေကုံမှာเนาะနေကုံတစ်ချိန်เนาะဒါလုံးဝပတိတတိသားကျွန်တော်တို့ကထိထိမိမိအောင်ပြီเนาะအဲ့ဒါကကျွန်တော်ဘက်ကနေပြီးတော့ဒါအကြိုက်ဆုံးခြွိုက်ပေးထားတယ်အကြိုက်ဆုံးရွေးချက်ပေးထားတယ်เนาะပါမိန်တွေကထွက်တာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကထိထိမိမိလေးရကြလိမ့်မယ်လို့ကျွန်တော်ဘက်ကနေပြီးတော့ပြောလိမ့်မိပါတယ်เนาะကဲကိုဒီမအားလုံးပဲမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ရဲ့တူရီဦးအောင် official ကျွန်တော်ရဲ့တူရီလက်ကြီးအောင် official ကျွန်တော်ရဲ့တူရီရွှေလက်ကြီး official ကျွန်တော်ရဲ့တူရီမာစတာအောင် official YouTube channel ကနေပြီးတော့ကိုဒီမတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာเนาะ channel ကို subscribe မလုပ်ရသေးတဲ့ကိုဒီမတွေအားလုံးက channel ကို subscribe လုပ်နေပြီပါ channel ကို subscribe လုပ်ပြီးတဲ့ကိုဒီမတွေအားလုံးကเนาะ notification ခေါင်းလုံးလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะဘာဖြစ်လို့ notification ခေါင်းလုံးလေးကိုဖွင့်ခိုင်းတာလဲဆိုတော့เนาะဒါကျွန်တော်တူရီနဲ့ပတ်သက်ပြီးတင်သွင်းရဗီဒီယိုအသစ်တွေကိုကိုဒီမားတွေအားလုံးကเนาะ notification ခေါင်းလောင်းလေးကိုဖွင့်ထားမှသာလျှင်ကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြဲတမ်းမြင်ရမှာအမြဲတမ်းတွေ့ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မို့ notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်း like လက်မလေးတွေမနှိပ်ပေးရသေးတဲ့ကိုဒီမားတွေအားလုံးက like လက်မလေးတယောက်တစ်ချက်ဒီဝိုင်းဝန်းနှိပ်ခဲ့ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုလည်းမ share ရသေးတဲ့ကိုဒီမားတွေအားလုံးကလည်း share လို့ရတဲ့နေရာလေးဒီမှာရှင်းပြီးမှကြည့်ပေးပါမမျှဝေရသေးတဲ့ကိုဒီမားတွေအားလုံးကလည်းမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပြီးမှကြည့်ပေးပါเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာလည်းเนาะတူတယောက်မကြမ်းမင်္ဂလာပါသုံးဖို့ကိုကေလောက်တော့ကိုဒီမားအားလုံးပဲမှန်းခဲ့ပေးပါเนาะကိုဒီမားအားလုံးပဲမင်္ဂလာရှိခြင်းနဲ့ဥကေခြင်းနဲ့ဆိုရင်တော့မင်္ဂလာပါသုံးဖို့ကိုကေလောက်တော့ကိုဒီမားတွေအားလုံးပဲမှန်းခဲ့ပေးပါเนาะကဲကိုဒီမားအားလုံးပဲเนาะအပိမှုလေးနည်းနေရတွေ့ရတယ်เนาะအပိမှုလေးနည်းနေရတွေ့ရတယ်เนาะဒါတော့ဘာညာတော့မဟုတ်ဘူးဒါကိုဒီဖားတွေအားလုံးကျွန်တော်ဘက်ကနေပြီးတော့ဒါဘာညာတော့မဟုတ်ပါဘူးเนาะအာပိမှုတွေနည်းနေရတွေ့ရတယ်เนาะအကိုဒီမားတွေအားလုံးပဲเนาะအာပိမှုတွေနည်းနေတဲ့အခါကျတော့เนาะကျွန်တော်ရဲ့ဒါမျှဝေရတဲ့အခါမှာဗီဒီယိုတင်ရတဲ့အခါမှာเนาะဒါအနည်းငယ်တော့ဟောဖြစ်မိပါတယ်เนาะအားကြောင့်အာပိမှုတွေနည်းနေရဆိုတဲ့အကြောင်းကိုကျွန်တော်ဘက်ကဒါပြောချင်ပါတယ်เนาะနောက်တစ်ခုအနေနဲ့เนาะကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုမ join ရသေးဘူးဆိုတဲ့အကူဒီမားတွေအားလုံးကကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့မမေ့ကြပါနဲ့ဗျเนาะကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုဘယ်လိုမျိုးပုံစံမျိုးနဲ့ join ရမလဲကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့အခုဒီ video ရဲ့ comment မှာကျွန်တော်ရဲ့ Telegram channel link နဲ့ကျွန်တော်ရဲ့ Viber channel link ကိုပင်ထောက်ပေးထားပါမယ် Telegram သုံးတဲ့အကူဒီမားတွေအားလုံးက Telegram channel ကို join တာ Viber သုံးတဲ့အကူဒီမားတွေအားလုံးက Viber channel ကို join တာเนาะဒါမှသာလျှင်ကျွန်တော်တူတီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနီးကပ်တွေတင်ရမှာအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြဲတမ်းမြင်ရမှာအမြဲတမ်းတွေ့ရမှာဖြစ်ပါတယ်เนาะဒါမှသာလျှင်လည်းကျွန်တော်နဲ့ကတော့ဒါအဆက်အသွယ်ကတော့မပြတ်ဘူးပေါ့เนาะအဆက်အသွယ်ကတော့အမြဲတမ်းရနေမှာဖြစ်တယ်เนาะဒါကြောင့်မို့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join ထားဖို့မမေ့ကြပါနဲ့ဗျာเนาะကဲเนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးတော့လာပြီเนาะ30ရက်17လ2025အင်္ဂါနေ့နေကုန်တော့လုံးမိုက်ပတိနဲ့မရောတင်ကိုပြောပြပါမယ်เนาะလေးလုံးမိုင်ပတိနဲ့ကိုလုံးမိုင်ပတိဖြစ်ပါတယ်เนาะလေးနဲ့ပတ်သက်တဲ့မရောတဲ့ကိုပြောပြမယ်4346 49เนาะကိုနဲ့ပတ်သက်တဲ့မရောတဲ့ကိုပြောပြပါမယ်9396 99เนาะအဲ့ဒါက30ရက်17လ2025အင်္ဂါနေ့နေကုန်တော့လုံးမိုင်ပတိနဲ့မရောတဲ့ကဖြစ်ပါတယ်เนาะအဲ့ဒီထဲမှာကျွန်တော်ဘက်ကနေပြီးတော့ပါမိန်နဲ့ဒူမိန်ဆိုပြီးကျွန်တော်ဘက်ကခွဲပြီးတော့ကျွန်တော်ကပြောပြပါမယ်ဒါကျွန်တော်ရဲ့ choice ကျွန်တော်ရဲ့ရွေးချယ်မှုကိုကျွန်တော်ပြောပြပါမယ်ပါမိန်အနေနဲ့ဆိုရင်ကိုလုံးမိုက်ပတ်တိဖြစ်ပါတယ်ကိုနဲ့ပတ်သက်တဲ့မရောတွေကပြောပြပါမယ်9396 99เนาะအဲ့ဒါကပါမိန်ဖြစ်ပါတယ်เนาะဒူမိန်ပြောပြပါမယ်ဒူမိန်အနေနဲ့ဆိုရင်လေးလုံးမိုက်ပတ်တိဖြစ်ပါတယ်လေးနဲ့ပတ်သက်တဲ့မရောတွေကပြောပြပါမယ်4346 49เนาะအဲ့ဒါကဒူမိန်ဖြစ်ပါတယ်เนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုအစကနေအဆုံးထိเนาะတူတူချာချာလေးပြီးဆုံးနိုင်အောင်ကြည့်ပြီးကြတဲ့အကူဒီမားတွေအားလုံးတယောက်ချင်းတိုင်းပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပဲပြည့်စုံကြပါစေเนาะ
စီးပွားရေးလူမှုရေးကျန်းမာရေးเนาะစစရရအားလုံးပဲအဆင်ပြေကြပါစေလို့ကိုရီမားတွေအားလုံးကိုကျွန်တော်ကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာเนาะကိုရီမားတွေအားလုံးပဲကိုလက်ပါအားလုံးပဲကံကောင်းကြပါစေเนาะအားလုံးပဲဘာမှမပါ